ယဟန်တကမာကြီးအဖွဲ့ပညာသင်စေးထောက်နေတဲ့ယဟန်တကမာကြီးတွေအဖွဲ့ကိုပြောတာပါနော်ဒီပို့ကဦးရင်းလေးမေရိုကြီးတွေဟိုနေမေရိုကြီးတွေရောယဟန်တကကြီးတွေရော2လပိုင်း10ရက်နေ့ကိုပညာသင်စေးထောက်ပံ့ပွဲလုပ်မယ်နော်အခုတွေကညီမတို့ငွေနည်းနည်းကြိုစုတော့မယ်လို့လူစုပြီးတော့ပေါ့နော်ငွေစုတော့မယ်လို့အဲ့ဒါငွေတွေလေးညီမကိုလာသွင်းလို့ရပြီလို့နောက်ကြတော့မေရိုကြီးတို့ရေတို့သားတော်တွေလေတို့သားတော်တွေသင်္ကန်းမှာလုံလောက်ရဲ့လားနော်ဖက်နှက်တွေမှရှိရဲ့လားကိုယုံတွေမှရှိရဲ့လားမေရိုကြီးတို့ရေအဲ့ဒါတွေလည်းသားတော်တွေကိုမေးပြီးတော့တကယ်လို့သင်္ကန်းတွေဘာတွေကနဲနေတယ်ကိုယုံတွေလည်းနဲနေတယ်ဖက်နှက်တွေကလည်းမကောင်းဆိုရင်တို့အဲ့ဒါတွေကစုငွေရှိရလေတို့အဖွဲ့စုငွေရှိတယ်စုငွေတွေကနေဝယ်ပေးမယ်လို့နော်2လပိုင်း10ရက်နေ့ကိုတို့ပညာရေးထောက်ပံ့ပွဲနော်2လပိုင်း10ရက်နေ့ဒီတနင်္ဂနွေနေ့အကုန်အလုပ်ပိတ်တဲ့ရက်အဲ့ဒါလာပြောတာမယ်တို့ကြီးတွေပတ်စံစုမယ်ပတ်စံတို့စပြီးတော့လူစုတော့မယ်ပတ်စံစုတော့မယ်ပတ်စံနေလွှဲလို့ရပြီလို့မအီစီကိုအဲ့ဒါလာပြောတာနော်ဟိုနေတထုံကတပါးသူမကြွနိုင်ဘူးနဲ့သူတို့စာမွေးနီးနေဓမ္မစကိယတန်းနေနီးနေပြီးတော့စာလုံးနေလို့အဲ့ကိုတော့တပါးကိုကေပေးနေပဲငွေကိုလွှဲပေးမယ်နော်တကယ်လို့သင်္ကန်းတွေဘာတွေဆိုတော့လေသူ၄ပါးစာဆို၄ပါးစာစုကိုကြီးသူရန်ကုန်ရောက်တဲ့အခါမှာလာယူပေါ့ဒီလိုပဲစီမံပေးလို့ရမယ်သူစာမွေးပြီးမှရန်ကုန်တက်လာလို့ရမှာအဲ့တော့ဒီဗဟန်3လ3မှာတော့ကိုထီလက်ရောက်ပေါ့ဓမ္မစကိယ3မှာတော့အဲ့ဒါလာပြောတာမယ်တော်ကြီးတွေရေ